မင်္ဂလာပါဒီနေ့ကျမတို့အတူတူနည်းနည်းလေးလာကြည့်ကြမှာကတော့ဗုဒ္ဓဘာသာရဲ့အင်မတန်အရေးပါတဲ့အယူအဆတစ်ခုပေါ့နော်ပฏิစ္ဆသမုပ္ပါအကြောင်းပါဟုတ်ကဲ့ပฏิစ္ဆသမုပ္ပါဒုက္ခဘေကစားလဲဘယ်လိုစတိုက်ဖြစ်ပေါ်နေတယ်လဲဆိုတဲ့စနစ်တစ်ခုကိုရှင်းပြထားတာလို့ဆိုရမှာပေါ့ဟုတ်ပါတယ်ဒီအကြောင်းကိုပို့ပြီးနားလည်ဖို့အတွက်ကျမတို့အခြေခံမဲ့အရင်အမြင့်တီကတော့ဆရာတော်ကြီးတွေရဲ့ YouTube တရားတော်မတန်3ခုပါအဲ့ဒီကနေအဓိကကြတဲ့အချက်တွေထိုးထွင်းသိမြင်မှုတွေကိုထုံနှုတ်ဆွေးနွေးတော့ရည်ရွယ်တယ်ပါရည်ရွယ်ချက်ကတော့ဒီအကြောင်းတရားဆက်ဆက်မှုပฏิစ္ဆသမုပ္ပါရဲ့အခြေခံသဘောတရားနောက်ပြီးလက်တွေကျင့်ကြံမှုနဲ့ဘလို့ဆက်ဆက်နေလဲဆိုတာတွေကိုပိုရှင်းရှင်းလင်းလင်းမြင်သွားစေဖို့ပါပဲဟုတ်ပါတယ်ဆိုတော့လေပฏิစ္ဆသမုပ္ပါဆိုတာဒီလိုကံတရားရဲ့ကြာပန်ဖြစ်ပြမှုမဟုတ်ဘူးအကြောင်းနဲ့အကျိုးဆက်ဆက်လဲပတ်နေတဲ့ပေါ်ကဖြစ်စဉ်ရဲ့ပုံစံထုတ်ဒီဇိုင်းလိုမျိုးပုံစံထုတ်ဒီဇိုင်းလို့အဲ့ဒီပုံစံကိုနားလည်လိုက်ပြီဆိုရင်ဒုက္ခရဲ့အရင်ခံကိုတွေးပြီးတော့အဲ့ဒီကနေလွတ်မြောက်ဖို့လမ်းစာကိုလည်းမြင်နိုင်မှာပါဟုတ်စိတ်ဝင်စားကြရမယ်ကဲပထမဆုံးအရေးမြစ်ကိုကြည့်ကြည့်အောင်ပရိစ္ဆသမုပ္ပါကနည်းနည်းတယ်လို့ထင်ရပြီမြင်အခြေခံကြကြကြည့်ရင်အကြောင်းအကျိုးဆက်ဆက်ပုံကိုရှင်းပြထားတာပဲနော်ဟုတ်ပါတယ်အဓိကကတော့အဝိဇ္ဇာဆိုလိုတာကအမှန်တရားကိုမသိမှုအထင်မှားမှုကနေစတယ်အခြေခံဆုံးအချက်အဲ့ဒီမသိမှုကြောင့်သင်္ခါရလို့ခေါ်တဲ့ကောင်းမှုမကောင်းမှုပြုလုပ်လို့တဲ့စိတ်ဆော်မှုတွေထစ်လာတယ်ဟုတ်တယ်ဒီလိုနဲ့ပဲတဆင့်ပြီးတဆင့်မိခိုထိပေါ်ပြီးနောက်ဆုံးမှာတော့ဆင်းရဲဒုက္ခအစုပုံကြီးဖြစ်လာပုံကိုရှင်းလင်းထားတာပေါ့ဒီနေရာမှာအရေးကြီးတဲ့အချက်ကထိုးထွင်းသိမြင်စေတာကဘာလဲဆိုတော့ဒုက္ခဆိုတာအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးပြီးတော့ရှောင်လွဲလို့မရတဲ့ကံကြမ္မာစီမံမှုကြီးလည်းမဟုတ်ဘူးဆိုတာပါပဲဒါဟာစနစ်တစ်ခုကွင်းဆက်တစ်ခုဖြစ်တယ်ဟုတ်ကဲ့ကွင်းဆက်တစ်ခုဒီကွင်းဆက်ရဲ့ဘယ်နေရာမှာချို့ရင်းနေလဲအထူးသဖြင့်အခြေခံအကြားဆုံးဖြစ်တဲ့အဝိဇ္ဇာအဲ့ဒီအထက်မှားမှုကိုဘလို့ပြုပြင်ပလဲဆိုတာကိုသိမြင်ဖို့ကအရေးကြီးဆုံးပဲပြဿနာရဲ့အရေးမြစ်ကိုတိုက်ရိုက်ကင်တွဲဖို့လမ်းညွှန်ပေးနေတာမျိုးပေါ့မှန်ပါပဲတစ်ခုပြီးမှတစ်ခုအချင်းအတိုင်းဖြစ်တာမျိုးထက်အကြောင်းတစ်ခုကအကျိုးတစ်ခုကိုအထောက်ပံ့ပေးနေတဲ့အပြန်အလှန်မိခေါ်မှုသဘောကိုပေါ်လွင်စေလေလို့ဆိုရမယ်အဲ့ဒီလိုစနစ်တကျကွင်းဆက်ဖြစ်နေတယ်ဆိုတာနားလည်ရင်ဒီတန်တရားလေးလွတ်မြောက်ဖို့ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းကပေါ်လာပြီပေါ့ဟုတ်တာပေါ့ဒါကဒုတိယရင်းမြစ်ထက်တဲ့ပါမောက္ခချုဆရာတော်ကြီးရဲ့ဟောကြားချက်နဲ့ဆက်ဆက်သွားပြီးချင်းတဲ့အဲ့ဒီမှာပဋိစ္စသမုပ္ပါအတိညာနဲ့ဝိပဿနာကျင့်ကြံမှုဘယ်လိုချိတ်ဆက်လဲဆိုတာရှင်းပြထားတယ်ဟုတ်ပါသလားတိတိကျကျပြောရင်လေဝိပဿနာဆိုတာကဒီပဋိစ္စသမုပ္ပါကွင်းဆက်ကိုစာတွေ့အတိတတမဟုတ်တော့ဘဲနဲ့ကိုယ်တိုင်ကြုံတွေ့ခံစားရတဲ့ကိုတွေ့ဉာဏ်နဲ့ဆင်ရောက်အောင်ပို့ပေးတဲ့လက်တွေ့ကျင့်စဉ်ပေါ့ကိုတွေ့ဉာဏ်ဟုတ်တရားထိုင်တယ်ဆိုတာစိတ်ငြိမ်းချမ်းမှုတတ်တယ်လည်းမဟုတ်ဘူးကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ထဲမှာအကျုံးကြောင့်အကျိုးဖြစ်ပေါ်နေတဲ့နန်းတရားရုပ်တရားတွေအရှိတိုင်းဖြစ်လိုက်ပြက်လိုက်ဖြစ်နေပုံအနိစ္စအဲ့ဒီဖြစ်ပြမှုတွေရဲ့ဖြစ်စီနိစ္စတဲ့သဘောဒုက္ခနဲ့ငါဟာလူဆွဲလန်းစရာအတ္တမရှိတဲ့သဘောအနတ္တကိုပฏิစ္ဆသမုပ္ပါအမြင်နဲ့တိုက်ရိုက်ချိုးထွင်းသိမြင်အောင်ကြည့်ရှုလေ့ကျင့်တာလို့အရင်မြင်မှာဆိုထားတယ်ဒါဆို theory ကိုလက်တွေ့စမ်းသပ်အတည်ပြုနေတာနဲ့တူတာပေါ့ဟုတ်ပါတယ်အဲ့လိုပြောလို့ရတယ်ဆိုလိုတာကဝိပဿနာဟာပฏิစ္ဆသမုပ္ပါကွင်းဆက်တွေကိုကိုယ့်ရဲ့အတွင်းမှာတင်တိုက်ရိုက်မြင်အောင်ကြည့်တဲ့နီလန်းစာအုပ်ထဲကမြေပုံကိုကြည့်တာမဟုတ်တော့ပဲတကယ်မြေပြင်ပေါ်ကိုယ်တိုင်ရှောက်ကြည့်တာမျိုးပေါ့နော်အကြောင်းခံတွေကြောင့်ဖြစ်ပေါ်ပြီးအကြောင်းခံတွေချုပ်ရင်အကျိုးဆက်လက်ချုပ်ငင်းသွားတယ်ဆိုတာကိုအဆက်မပြတ်ရှုမှတ်သုံးသပ်နေတာဟုတ်ကဲ့ဒီလိုကိုယ်တိုင်တီးလာတဲ့အခါဝိဇ္ဇာဆိုတဲ့မတိမှုအထင်မှားမှုတွေတဖြည်းဖြည်းပါလာမယ်အဲ့တော့ဒုက္ခကွင်းဆက်ပြတ်တော့ဖို့အကောင်းလာတယ်လို့ရှင်းပြထားတာပါကုန်းပါပြီဒါဆိုရင်တတိယအရင်အမြင်ကိုစစ်ကြည့်ကြအောင်အဲ့ဒီမှာတော့ပဋိစ္စသမုပ္ပါနဲ့ပဋ္ဌာန်းကိုဆက်ပြထားတယ်ပဋ္ဌာန်းဆိုတာကပို့ပြီးအသေးစိတ်ကြတဲ့အဖိဓမ္မာတရားတော်ဆိုတော့နည်းနည်းပိုရှုပ်ထွေးတော့မလားဟုတ်ပဋ္ဌာန်းကပုံနဲ့နဲ့ခွဲချမ်းစိတ်ဖြာမှုလို့ဆိုရမှာပေါ့ဒီလိုဆက်လက်ကြည့်လို့ရမယ်ပဋိစ္စသမုပ္ပါကအကြောင်းအကျိုး12ပါးရဲ့ဖြစ်စဉ်အစီအစဉ်ကိုပြတယ် sequence ပေါ့ဟုတ်ကဲ့အစီအစဉ်ဥမာအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်ဆိုတာမျိုးပဋ္ဌာန်းကကြတော့အဲ့ဒီအဝိဇ္ဇာနဲ့သင်္ခါရကြားမှာဘလို့အထောက်ပံ့ဆက်သွယ်မှုပုံစံတွေရှိနေလဲဆိုတာကိုအတိအကျခွဲပြတာဆက်သွယ်မှုပုံစံတွေဟ
ဟုတ်အကြောင်းတရားတစ်ခုကအကျိုးတရားတစ်ခုကိုဘလို့ပုံစံနဲ့ကျေစုပြုနေတယ်လဲထောက်ပံ့နေတယ်လဲဆိုတာကိုနီလန်24မျိုး24ပစ္စည်းနဲ့ဖွင့်ဆိုပြတာပါ24ပစ္စည်းဟုတ်ကဲ့ဥပမာအကြောင်းတစ်ခုကနောက်တစ်ခုကိုလွမ်းမိုးချုပ်ကိုင်တဲ့ပုံစံနဲ့ထောက်ပံ့တာမျိုးအဓိပတိပစ္စည်းပါဒါမှမဟုတ်အကျိုးတကွာဖြစ်ပေါ်တဲ့ပုံစံနဲ့ထောက်ပံ့တာမျိုးစသဖြင့်အများကြီးပဲအော်ဒါဆိုရင်ရှင်းပြီပရိသတ်သမုပ္ပါကကွင်းဆက်တစ်ခုလုံးရဲ့အကျန်းပြင်းမြေပုံ macro view ဆိုရင်ပထမကအဲ့ဒီကွင်းဆက်ထဲကအစိတ်ပိုင်းတွေတစ်ခုနဲ့တစ်ခုဘလို့အားပေးထောက်ပံ့နေကြတယ်လဲဆိုတဲ့အသေးစိတ်စက်ရန်တရား micro mechanics ကိုရှင်းပြတာမျိုးပေါ့မှန်ပါတယ်တိတိကျကျပဲသူတို့နှစ်ခုလုံးကအကြောင်းတရားကြောင့်အကျိုးတရားဖြစ်ပေါ်နေတဲ့လောကရဲ့အခြေခံသဘောတရားကိုပဲရှင်းပြတာပါဒါပေမဲ့ရှုထောင်မတူပရိသတ်သမုပ္ပါကသန္တရာလေပုံနဲ့လွတ်မြောက်ရာလမ်းကိုပြတယ်ပဋ္ဌာန်းကတော့အဲ့ဒီလေပတ်မှုရဲ့နောက်ွယ်ကအလွန်တရာရှုပ်ထွေးပြီးတိမ်မွေ့တဲ့အကြောင်းတရားတွေရဲ့အဖျားလန်ဆက်နွယ်ပန်ဖိုးနေမှုတွေကိုအသေးစီကြကြဖော်ထုတ်ပြတာဒါကကျွန်တော်တို့ရဲ့အတွေ့အကြုံတွေဘလောက်တောင်ရှုပ်ထွေးစွာဆက်နွယ်ဖြစ်ပေါ်နေတယ်လဲဆိုတာကိုပိုပြီးနားလည်စေတာပေါ့ဟုတ်ပါတယ်ကဲဒါဆိုရင်ဒီတရားတော်၃ခုကနေရတဲ့အဓိကအချက်တွေကိုပြန်ချုပ်ကြည့်အောင်ပရိသတ်သမုပ္ပါကဒုက္ခဖြစ်ပေါ်မှုရဲ့အကြောင်းတရားကွင်းဆက်စနစ်ကိုပြရဲ့မြေပုံတစ်ခုပေါ့မြေပုံတစ်ခုဒီမြေပုံကိုနားလည်ခြင်းကဝိပဿနာဆိုတဲ့လက်တွေ့ကရိယာကိုအသုံးပြုပြီးကိုယ့်ရဲ့အတွေ့အကြုံထဲမှာဒီကွင်းဆက်ကိုတိုက်ရိုက်ရှုမှတ်သုံးတတ်ဖို့အခြေခံဖြစ်လာတယ်မှန်ပါတယ်ပြီးတော့ပထမကတော့ဒီကွင်းဆက်တွေဘလောက်သိမ့်မှုရှုပ်ထွေးတဲ့နီလာနေနဲ့အပြန်အလှန်အားပေးထောက်ပံ့နေတယ်လဲဆိုတဲ့အသေးစိတ်စက်မှုပုံစံကိုနားလည်စေတယ်ဟုတ်ကဲ့အဆုံးချုပ်အနေနဲ့ပြောရရင်လေဒီအတိယံဒီဟာပညာရဲ့ဆိုင်ရာဘ ഹു တုတာတိုးပွားယုံတတ်မဟုတ်ပါဘူးဟုတ်လက်တွေ့အသုံးဝင်မှုရှိရမယ်ဟုတ်ပါတယ်ဒီအရင်မြစ်တွေရာဒါဟာဒုက္ခရဲ့သဘောတဘာဝကိုနားလည်ပြီးအဲ့ဒီကနေလွတ်မြောက်ဖို့ကလေးလက်တွေ့ကြတဲ့လမ်းညွှန်မှုတွေရှုမြင်ပုံပြောင်းလဲမှုတွေဖြစ်စေနိုင်တယ်လို့ဆိုလိုရင်းဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေအတွေးတွေပြုမှုမှုတွေဘလို့အကြောင်းတရားတွေကြောင့်ဖြစ်ပေါ်နေလဲဆိုတာကိုသိမြင်လာတာမျိုးလားဟုတ်ကဲ့အဲ့လိုကိုသိမြင်လာခြင်းအပြင်အဲ့ဒါတွေပေါ်မှာပေါ်ပြီးတတိတရားနဲ့တုံ့ပြန်နိုင်လာဖို့အလားအလာရှိစေတယ်ပေါ့နော်ဒါဆိုရင်နောက်ဆုံးအနေနဲ့နားထောင်သူတွေတော့ဆက်ပြီးစဉ်းစားစရာချက်လေးတစ်ခုလောက်ထားခဲ့ပေးပါဦးစဉ်းစားစရာကတော့ဒါပါပဲအကယ်၍လောကမှာရှိသမျှအရာအလုံးဟာဒီလိုအကြောင်းတရားတွေအချင်းချင်းမိကိုပြီးမှဖြစ်ပေါ်နေတာမှန်တယ်ငါလို့တကယ်ဆွဲလန်းစရာအနတ္တာရမြဲတဲ့အတ္တဆိုတာမရှိဘူးဆိုရင်ပေါ့လေဒီအမြင်ကိုလက်ခံထားခြင်းအပြင်နေ့စဉ်ဘဝမှာကြုံရတဲ့အစင်မပြေမှုတွေပဋိပက္ခတွေကိုယ်တိုင်ရဲ့တုံ့ပြန်မှုတွေအပေါ်မှာတော့ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲအော်ကိုယ့်ရဲ့ဒေါသလောဘစိုးရိမ်မှုတွေကိုဘယ်လိုရှုမြင်ပုံပြောင်းသွားနိုင်မလဲဆိုတာကိုဆက်ပြီးစဉ်းကျင်ကြည့်ဖို့ပါဟုတ်ပါတယ်အဲ့ဒါလေးကိုဆက်လက်ဆင်ခြင်ကြည့်ဖို့မှာပဲ